အားလုံးပဲမင်္ဂလာပါဆရာကတော့ Treasureland Education က Admin Olive ပါဒီနေ့မှာတော့ဥစကေလာနဲ့ဥဗက်တာအကြောင်းပုံမြင်တစ်ပုဒ်အပြမယ်နော်ဟိုးရှိတုန်းကတော့ကြီးတစ်ခုရဲ့နှစ်ဘေးမှာခီးသွားနှစ်ယောက်အတူနေထိုင်ခဲ့ကြတယ်တယောက်ကသူ့ကိုယ်သူစကေလာလို့ခေါ်တွင်စီပြီးနောက်တစ်ယောက်ကတော့ဗက်တာလို့လူတီများတဲ့စကေလာဆိုတဲ့ခီးသွားကအလွန်တွက်လက်တက်ကြွပြီးသူဘလောက်ခီးသွားခဲ့တယ်ဆိုတဲ့ပမာဏကိုပဲအမြဲဂုဏ်ယူဝေကြွားလေးရှိတယ်ဒီနေ့ငါခီးတာမိုင်းဘလောက်များစွာသွားခဲ့တယ်ကွာလို့သူကြွေးကြော်ပေမဲ့ဘယ်ရက်ကိုသွားခဲ့တယ်လဲဘယ်စီကိုဥတီခဲ့တယ်လဲဆိုတာကိုတော့ဘယ်တော့မှထည့်မပြောဘူးသူ့အတွက်အရေးကြီးဆုံးကဘလောက်များများလမ်းလျှောက်ခဲ့တယ်လဲဆိုတာပဲပေါ့ဗက်တာဆိုတဲ့ခီးသွားကတော့ပိုပြီးတည်ငြိမ်တယ်သူသွားခဲ့တဲ့ခီးရဲ့ပမာဏကိုပြောတဲ့အခါတိုင်းဘယ်လားရာကိုသွားခဲ့တယ်ဆိုတာကိုပါအမြဲတိတိကျကျထည့်ပြောတယ်ဒီနေ့ကျွန်ုပ်ရွှေတောင်စီရောက်ဖို့အရှိမြောက်ဘက်ကို3မိုင်ခီးဆက်ခဲ့ပါတယ်ဆိုပြီးရှင်းရှင်းလင်းလင်းပြောတတ်တယ်သူ့အတွက်ကတော့ဘလောက်များများသွားတယ်ဆိုတာရောဘယ်ရက်ကိုသွားတယ်ဆိုတာရောနှစ်ခုလုံးအရေးပါတယ်တနေ့မှာတော့သူတို့နှစ်ယောက်ဟာတောအုပ်ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့အလွန်အရသာရှိတဲ့ပြားရည်အိုကြီးရှိရာကိုသွားဖို့လိုအပ်လာတယ်စကေလာဟာထုံးစံအတိုင်းအာမန်အပြည့်နဲ့ငါအရင်ရောက်အောင်သွားမယ်ဆိုပြီးတောအုပ်ထဲကိုပြေးဝင်သွားတယ်ဟိုဘက်ဒီဘက်နဲ့တောတိုးပြီးမိုင်ပေါင်းများစွာရှောက်လိုက်တာပေါ့သူရှောက်ခဲ့တဲ့အကွာအဝေးများပြမှုအတွက်အလွန်ကျေနပ်နေခဲ့တယ်ဗက်တာကတော့ခဏရပ်ပြီးစဉ်းစားတယ်ပြားရည်အိုးရှိရာဟာတောအုပ်ရဲ့မြောက်ဘက်စွန်းမှာဆိုတာသူသိတယ်ဒါကြောင့်သူဟာတောအုပ်ထဲကိုဝင်ပြီးမြောက်ဘက်အရက်ကိုတက်မတ်ဥတီပြီးခရီးဆက်တယ်သူသွားခဲ့တဲ့ခရီးဟာစကေလာလောက်မများပေမဲ့သူ့မှာတိကျတဲ့ရွေ့နေရာရှိခဲ့တယ်တိတ်မကြခင်မှာပဲဗက်တာဟာပြားရည်အိုးကြီးရှိရာကိုအလွယ်တကူရောက်ရှိသွားတယ်ဘာကြောင့်လဲဆိုတော့သူကဘလောက်ဝေးသွားရမယ်ဆိုတာအပြင်ဘယ်ဘက်ကိုသွားရမယ်ဆိုတာကိုတိတိကျကျသိခဲ့လို့ပါပဲစကေလာကတော့တောအုပ်ထဲမှာဟိုဘက်ဒီဘက်နဲ့လမ်းပြောင်းနေခဲ့တယ်သူဟာခရီးပမာဏကိုပဲအာရုံစိုက်ပြီးပြားရည်အိုးရှိရာလားရာကိုမသိခဲ့လေတော့ပန်းနိုင်ကိုမရောက်နိုင်တော့ဘူးပေါ့စကေလာနဲ့ဗက်တာဆိုတာ Grade 10 Physics Chapter 2မှာပါတဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်စကေလာဆိုတာအရန်ရိုးရှင်းတယ်သူကပမာဏမဂနီကျုပဲရှိတယ်ဘလောက်များတယ်ဘလောက်ကြီးတယ်ဆိုတာကိုပဲပြောတာဘယ်ဘက်ကိုသွားနေတယ်ဘယ်ကိုဥတည်နေတယ်ဆိုတဲ့လားရာ direction တွေလုံးဝမပါဘူးဥပမာတွေပြောပြမယ်နော်အခန်းအပူချိန်30 degree Celsius ဆိုရင်ဒါကစကေလာပဲဘယ်ဘက်ကို30 degree Celsius ဆိုတာမျိုးမရှိဘူးလေမင်းရဲ့ drug 2က50 kg ဆိုရင်အဲ့ဒါစကေလာပဲ9စက္ကန့်10မိနစ်ဆိုတာတွေကလည်းပမာဏပဲပြောတာလားရမတူဘူးမင်းအိမ်ကနေကျောင်းကို2ကီလိုမီတာဝေးတယ်ဆိုရင်ဒါကအကွာအဝေးစကေလာပဲကားတစ်စီးကတနာရီကီလိုမီတာ60နှုန်းနဲ့မောင်းနေတယ်ဆိုရင်အဲ့ဒါ speed စကေလာပဲဘယ်ဘက်ကိုမောင်းနေလဲဆိုတာမပါဘူးဗက်တာကျတော့စကေလာထက်နည်းနည်းပိုတယ်သူကမက်ဂနီကျုပမာဏရောလားရာ direction ရောနှစ်ခုလုံးပါတယ်ပမာဏဘယ်လောက်ရှိလဲဆိုတာအပြင်ဘယ်ဘက်ကိုဥတည်နေတယ်လဲဆိုတာကိုပါထည့်ပြောမှဗက်တာဖြစ်တာမင်းအိမ်ကနေအရှိတ်ဘက်ကို2ကီလိုမီတာသွားမယ်ဆိုရင်ဒါက displacement ဗက်တာပဲ2ကီလိုမီတာကပမာဏအရှိတ်ဘက်ကလားရာကားတစ်စီးကမြောက်ဘက်ကိုတနာရီ60ကီလိုမီတာနှုန်းနဲ့မောင်းနေတယ်ဆိုရင်ဒါ velocity ဗက်တာပဲ speed နဲ့ velocity ကွာတာကအဲ့ဒီလားရာပါတာမပါတာမင်းကစပွဲတစ်လုံးကိုရှေ့ကိုတွန်းမယ်ဆိုရင်ဘလောက်အားပမာဏနဲ့ဘယ်ဘက်ကိုတွန်းလဲဆိုတာနှစ်ခုလုံးပါတယ်ဒါကြောင့် force က better ပဲကားတစ်စီးကအရှိန်မြင့်လိုက်တဲ့အခါသူ့ရဲ့ velocity ပြောင်းလဲနှုန်းနဲ့လားရာနှစ်ခုလုံးပါတဲ့အတွက် acceleration ကလည်း better ပဲအချုပ်အားဖြင့်ပြောရမယ်ဆိုရင် scalar ကတော့ကိန်းဂဏန်းတစ်ခုထဲနဲ့ပြောလို့ရတယ်ပမာဏတက်ဖြစ်ပြီးတော့ vector ဟာဆိုရင်ပမာဏရောလားရာရောနှစ်ခုလုံးပါမှပြည့်စုံတယ်များသောအားဖြင့် vector ကိုမြားလေးနဲ့ပုံပြလေးရှိတယ်။မြားရဲ့အရှည်ကပမာဏကိုပြပြီးမြားရဲ့ဥတီယာကလားရာကိုပြတယ်။ဒါဆိုရင် scalar နဲ့ vector ကိုသဘောပေါက်လောက်ပြီးထင်ပါတယ်။